MBB နေမဲ့လူငေါများလို့ဟီရို9ကောင်မြန်မာရှိရဲ့ဟီရိုကတော့6မဲဖြစ်ပါတယ်6မှာလို့လူငေါများဆိုမကိုင်းဘူးလို့ပြောတယ်ဆောင်းတရားကြောင်းကဆောင်းကြောင်းလေးဒီအားလေးနဲ့လေးဒီကျဲပါတယ်ဒါပေမဲ့ကျွန်တော်ဘက်ကမကိုင်းတဲ့ player တွေပါလာမယ်ဆိုရင်တော့အဲ့ဒီ6ကပြကြပေါ့အစဲခံရပါတယ်ဟုတ်ပါတယ်ဒီမှာချောင်းဟိုင်ပါထောက်တော့ရှိရနော်အဲ့တော့ချောင်း player တွေရဲ့အားကြောင့်ကျွန်တော် run တွေမှာချောင်းတွေကိုဘန်းကြတယ်ဒါကြောင့်မို့လဲ6ကလူမျိုးများလို့ရှိလို့ဖြစ်ပါတယ်နောက်တစ်ကောင်တော့ကျွန်တော်ရဲ့ fan တွေပဲဖြစ်ပါတယ် fan တွေကလည်းမကိုင်းတတ်ရင်အစဲခံရပါတယ်အစဲခံရတဲ့လူမျိုးများလာပဲဝါတည်ရမှာဘာလို့လူမျိုးများလဲဆိုတော့ fan တွေကကျွန်တော်တွေအဲ့နမျိုးကပါမယ်ကျွန်တော်ပြောလို့တော့ချောင်းတူလိုပဲအဲ့နမျိုးကပါမယ်ဆိုတော့အဲ့ fan တွေကကိုယ့်ဘက်ကို 2K ပဲ slide ကြီးပဲမျိုးဆွဲရတယ်ဒါပေမဲ့ကျွန်တော်ဘက်ကပါမယ်ဆိုတော့အဲ့ fan တွေကဘယ်လိုပြောမလဲ10မိနစ်လောက်တည်းရတယ်ပတ်မစားပဲတန်းထုတ်လာဗျာဒီလားအဲ့ကျွန်တော်တို့လည်းကြုံမှုတယ်အဲ့ fan တွေကကျွန်တော်တော်တော်ကြုံမှုတယ်အဲ့ကြောင့် fan တွေကကျွန်တော်ဘက်ကပါလာကျွန်တော်တို့များမုန်းတာရောเนาะအဲ့ဗီဒီယိုကြီးကိုမထိုက်တာဖြစ်ပါတယ်နောက်တော့ hero တကောင်ကျွန်တော်ရဲ့ပြဟိုင်းပြန်ဟီရိုပြောက်ပါခိုင်းပိုင်မှာအော်ဒီမှာလဘူးဖြစ်ပါရဲ့လဘူးကလည်းကျွန်တော်တို့ကိုဘက်ကပါရင်လူငုံခံရပါတယ်ဘာလို့လဘူးကလူငုံခံရလဲဆိုရင်ဗျာကျွန်တော်ဒီမှာကအရာပြောမှရအဲ့ကိုင်းတဲ့ player တော်တော်များများကွာကျွန်တော်ဘက်ကပါလာမယ်ဆိုရင်အဲ့လဘူးကတော်တော်လေးကိုအဲ့လူတွေပေါ့လို့ပြောပါ10မိနစ်လောက်ကြာလဲတန်းလျှောတာအဲ့ဒီမားတွေကလဘူးပါလာမယ်ဆိုတော့အဲ့လဘူးကခဏကိုတော်တော်ကောင်းမှတက်လို့မသိပါဘူးဒါပေမဲ့တက်လို့မသိပါအဲ့ကြောင့်မို့လဘူးကန်ရလူတော်များများကြီးတော်တော်လေးကိုဘယ်လိုပြောမလဲလဘူးဒီတို့ဒီ player တော်တော်များများအစိတ်ဆိုးပြီးတစ်ခါကျရင်ဘန်းနိုင်ပါတော့ကိုယ့်ဘက်ကပါမှာတောက်ကြရဖြစ်ပါတယ်နောက်တော့ hero တကောင်ကျွန်တော်ရဲ့ရှိပါသေးတယ်ပြမယ်ဟိုင်းနော် Masman တွေကမီယာရဖြစ်ပါတယ်မီယာကတော့ဘာလို့လူဘိုးပြရဲဆိုတော့အဓိကတော့မီယာ rune နေကြောင်းမလို့ပါမီယာ rune တွေကတပြည့်ရဝိုင်းမှာပေါ်ပေါက်လာရဲဗောနော်မီယာကတော့ပြောအေးဂိုးလေးမှာသူကဆော့ရတယ်ဟောအားလေးမှာသူက save play ဆော့ရတယ်အဲ့တော့မီယာအနေနဲ့ဒီ save play ဆော့ရတယ်မှာ fan ရတယ်ဗောနော်အဲ့လိုရှိတယ်အဲ့တော့ rune ဆော့မယ်ဆိုတော့ကျွန်တော်ကဘာမှမီယာအနေနဲ့ဘာမှရအောင်မဟုတ်ဘူးအဲ့တော့အဲ့ဒါကြောင့်မီယာတစ်ခုသိပါတယ်ကျွန်တော်ဘက်ကပိုင်တော့အဲ့မီယာ rune နေပါကျွန်တော်ဘက်ကပိုင်တော့ဂိုးလေးမီယာရတော်တော်ရုပ်ချမ်းပါတယ်ကဲကျွန်တော်ရဲ့အပီးတိုင်းမဲ့ဖြစ်ပါလေအဲ့ဒါလည်းအတိုင်းတိုင်းဒီမုံရပါကျွန်တော်တို့ဆောင်းချောင်းနဲ့တူပါပဲကိုဘက်ကပိုင်တော့စီးပါပဲအဲ့မှာဖိုက်ပါ